နေ့မှာကောင်းစီနေတဲ့ဆိုတော့ဟောပြောစင်တာကအချိန်မီအလုံးလို့တော့ဖျားဖြစ်သည်ဆိုတဲ့ဟာကိုကျွန်တော်နည်းနည်းပြောချလို့ပါတယ်ဒီကနေ့ကျွန်တော်တို့ကိုးကွယ်ရတော့ဖျားအေဗရာဟံကိုခေါ်တော့ဖျားဣသရေလအမျိုးကိုဂျုံမဝါကနဲ့ကဲထုတ်ခဲ့တော့ဖျားဒီနဲ့ကျွန်တော်ကိုးကွယ်တော့ဖျားဒီအချိန်မီအလုံးလို့တော့ဖျားဖြစ်တယ်လူကအချိန်မီနာနော်ကျွန်တော်တို့7 နာရီအချိန်စားမယ်ဆိုရင်7 နာရီခွဲလောက်ပဲကျွန်တော်တို့ရောက်ချင်ကြတယ်အဲ့ဒါလူနော်လူဒါနဲ့ကျွန်တော်တို့ကိုးကွယ်တဲ့ဖခင်ကအချိန်အလုံးလုံးတယ်နော်အချိန်အလုံးလုံးဒီဖခင်ကလည်းသူ့တယောက်တည်းမပြောတဲ့ဖခင်ဖြစ်တယ်အာမင်သူ့တယောက်တည်းဘယ်တော့မှမပြောဘူးလူတွေနဲ့မှနေမှပြောတဲ့ဖခင်ဖြစ်တယ်ဖန်ဆင်းတဲ့လူသားတွေနဲ့အတူနေမှာပဲသူကပြုံးရွှင်ခြင်းရတယ်။ဒါပေမဲ့လူသားတွေကြတော့ဖျားနဲ့အတူနေလို့မပြောဘူး။နော်။ဖျားမရှိတဲ့နေပဲမှာပဲကျွန်တော်တို့ပြောတတ်တယ်။အရှင်းဆုံးပြောရမယ်ဆိုရင်ကျွန်တော်ညီမလေးနေနေတာနော်တခါလေကျတော့အတင်းတော်ထဲမှာနေတာလုံးဝမပြောဘူးကြည့်ချက်တယ်။ဟောပါစားဒီလိုပြောမှာဒီပါစားဒီလိုပြောလဲဟောဆရာလုံးဝမလွတ်လပ်ဘူးလို့မပြောဘူးနော်မပြောကိုယ်အိမ်မှာမပြောဘဲနဲ့တခြားအိမ်မှာပြောလို့ရှိရင်စေးကိုတိတ်ချလေးစဉ်းစားပါစေးရောမှာရဲ့လားမသိဘူးဒီလူမျိုးဖြစ်လို့ရှိရင်ဒီမှာပြောဆိုဖြစ်ရမယ်အာမင်ဒီလူမျိုးဖြစ်လို့ရှိရင်ဒီမှာပြောဆိုဖြစ်ရမယ်ဘသူကမှတခြားမိသားစုမှာပြောလို့ရှိရင်စိတ်ကိုလည်းစဉ်းစားပါနော်ဘလောက်ပဲအယုံဆုံးနေပါစေဘလောက်ပဲပညာမဲ့နေပါစေကိုယ်အဖေနဲ့ကိုယ်အဖေတွေကသူများအဖေတွေကိုအရာချောလို့ဆိုချင်းလို့ရှိရင်နေမှားမှာလို့နောက်တော့မရဆုံးလို့တဲ့အဓိပ္ပာယ်ကဒီမှာ Center Fellowshipအခုကျွန်တော်ကစစ်သားလူမျိုးဖြစ်လို့ရှိရင်ကျွန်တော်အပျော်ဆုံးနေရဒီနေရာပဲဖြစ်မယ်။ပါကြောင့်လေဝိညာဉ်ပိုင်းဆိုင်ရာကျွန်တော်အဖေမရှိတယ်။အဖေမရှိတဲ့နေရာသားသမီးကပြောတယ်လေ။ကျွန်တော်တော့မိမမဟုတ်တာအဖေမရှိတယ်လေအဖေမရှိတဲ့နေရာကျွန်တော်အပျော်ဆုံးနေ။ဆိုတော့ကျွန်တော်တို့ကိုယ်ွယ်တဲ့ဖခင်ကလည်းလူတွေနဲ့ငယ်မှပြောတဲ့ဖခင်ဖြစ်တယ်နော်သူတယောက်တည်းမနဲ့တတ်ဘူးဆိုတော့ဣသရေလလူမျိုးတွေကနှစ်ပေါင်းများစွာကုတုပိမှာသူတို့ကျွမ်းခါပြီးမှနော်ဖခင်ကမောရှိကိုအသုံးပြုမှသူတို့ကထုတ်ခဲ့တယ်လာတော့ရောက်လာတဲ့ခါကျတော့ဘာဖြစ်လဲပြည်လဲနေနဲ့သူတို့ဆိုပြကြတယ်ဖြတ်ကူးလို့မရတဲ့ပြည်လဲနေတဲ့သူဆိုရကြတယ်ရှင်းကိုဆက်တုံးလို့မရနောက်ဆိုရင်လည်းကုတုပြောသူတို့ပြန်ရောက်မှာဒါပေမဲ့သူတို့မှာစုံရည်စိတ်ပါတခုမှမရှိတဲ့ဘူးသူတို့ဘေးနားမှာငြိမ်းချမ်းနေလို့ဖြစ်တယ်ခဏနေတဲ့ခါကျတော့ကုတုစစ်တမ်းနေနဲ့သူတို့မြင်းနေနော်စစ်တဲ့အကုန်လုံးကသူတို့လိုက်လာကြတယ်သူတို့အဝေးရနဲ့လှမ်းမိလာတဲ့ခါကျတော့သူတို့စိတ်ထဲမှာပါဖြစ်တယ်စုံရည်ပူပါချင်းကြောက်စိတ်ရှိဖယားကိုမချီးမွမ်းနိုင်ခဲ့တော့ဒါပေမဲ့6 သိန်းကျော်တဲ့ဣသရေလလူမျိုးတွေဖယားကိုမချီးမွမ်းနိုင်လေချီးမွမ်းနိုင်တာမောရှိတရားရှိတယ်အာမင်6 သိန်းကျော်တဲ့လူမျိုးဖယားကိုမချီးမွမ်းနိုင်တေချီးမွမ်းလိုက်ပါဖယားလုံးဆောင်ချက်နဲ့နားမလဲလေချီးမွမ်းလိုက်ပါနော်နားမလဲချီးမွမ်းလိုက်ပါဖယားကိုချစ်တယ်လူရဲ့အတွေ့အကြုံတထွားဖယားကျွန်တော်တို့တွေအတွက်လုံးပြီးတာတက်လာဆိုတော့အဲ့ဒီရာသူတွေမိကလာပြီဆိုရင်သူကစိတ်အရာကိုကြောက်ပြီးမှစိတ်ပူပြီးတာဆိုတော့သူတို့ဘာပြောလဲမောရှိစီတို့တို့သွားလိုက်တယ်မောရှိကုတုပြီးမှတိကျန်ကုန်နေရမရှိတော့ဘူးလားကျွန်တော်ဒီမှာကဲထုတ်ရတာနော်မောရှိစီတို့
ပူဇော်ကြတယ်6သိန်းကျော်တဲ့ဣသရေလလူမျိုးတွေကဖယားရဲ့ခွန်အားဗလားဖယားရဲ့လုံဆောင်ချက်ကိုသူတို့မမီနိုင်ကြတော့ဘူးမမီကြတော့မောရှိကပါပြောလိုက်တယ်ခဏနေပါဦးဖယားပါလို့စဉ်းစားစိတ်မလုံးနဲ့ဖယားပါလို့လည်းစဉ်းစားပါခဏနေလို့ရှိရင်သူတို့ကိုလိုက်ပုံးနေတဲ့ဖယားကသူတို့ဘယ်လိုမြင်ကြလဲနေခင်းမှာဆိုရင်တိတ်တိုင်းနော်တိတ်ရဲ့အရှိအောင်မှာသူတို့သွားတယ်ညမှာဆိုအဲ့တိတ်တိုင်းအလင်းထွက်တယ်အဲ့ဒါအလင်းအောင်မှာသူတို့ချီနေကြတယ်သူတို့ဘုံဆောင်နေတဲ့ဖယားကရန်သူနဲ့နိကလာပြီဆိုရင်ရှင်းလို့မသွားတော့ဘူးနောက်ကိုပြလက်ပြီးတော့မှရန်သူနဲ့ဣသရေလလူမျိုးတွေအကြမ်းမှာသူနေရဆိုထားဟာလေလုယာဒီဒုက္ခစီရတဲ့တိအကြမ်းမှာဖယားနေရရှိတယ်မိတတ်ဖို့လို့တယ်နော်ဆိုတော့ဣသရေလလူမျိုးတွေနဲ့အချစ်စစ်တိုင်းအကြမ်းမှာဖယားသူအပိပိုင်နေရရှိထားတယ်နေရာယူပြဒီတိုင်းမထဘူးသူတို့အတွက်လွတ်မြောက်ရလာအောင်သူပြင်လိုက်တယ်ဖယားတကယ်နှုတ်ကပတော်ရောက်လာကြီးကမောရှေမိရတော်ဝိကိုပြင်လည်ကဆန်းတော့မောရှေကသူ့တော်ဝိကိုပြင်လည်ထဲတော့စလိုက်တဲ့ခါကျတော့အဲတို့ပြင်လည်ကြီးကနှချားကွဲသွားပါတယ်လာမရှိတဲ့နေရာမှာဣသရေလလူမျိုးတွေလာဖောက်ပေးတဲ့ဖယားတယ်ဣသရေလလူမျိုးတွေရုံမယုံနာကိုသွားရမှာဟမ်တီရုံမယုံဖယားရဲ့လုပ်ပြီးသားနေရာမှာသွားနေတယ်ဘလောက်ပဲတောက်ကြဖယားလုပ်ပြီးသားလမ်းမှာသွားနေတယ်လေဖယားစီပြီးသားနေရာမှာနေတယ်လေလူအတွင်းတဲ့ခါလေတွင်းပြီးမှလေစုနှခေါင်းလောက်တောက်ပြီဆိုရင်ဖယားလည်းလက်ကောက်ကြည့်စားတယ်မချဘူးတွေးခေါ်တဲ့ဖယားနှုတ်ကပတော့စဉ်းစားကြည့်မယ်ဆိုရင်ငါတူလေးပါလေးဆိုရင်ဣတရီလူမျိုးတွေကနော်ရုံမယုံဖယားတူတော့လာပြီးတယ်ဆိုတော့သူကပြောရှူလေးပြောအဲ့ဒါငါထက်ချတယ်နော်ခဏနေကြလို့ရှိရင်အဲ့ကုသူစစ်တာကလည်းသူတို့လိုက်လာကြတယ်ပြည်လည်းနေထဲမှာနော်လိုက်လာကြလာတလားဖယားဖွင့်ပေးထားတဲ့လာတလားရှိတယ်ဒါပေမဲ့လိုက်တဲ့လူက2မျိုးရှိတယ်နော်လိုက်တဲ့လူ2မျိုးရှိတယ်ဖယားကအဲ့လိုပြည်တခြားကွက်ပြီးလှားဖွင့်လိုက်တယ်လိုက်တဲ့လူက2မျိုးရှိတယ်တစ်မျိုးကဣတရေလလူမျိုးနော်သူတို့လိုက်ရတာပါကြောက်လေအတဲချတ်တာဖို့မတေရဖို့ပဲသူတို့အတဲရှိဖို့သူတို့လာလိုက်ကြတယ်တိုးတော့ဒုတိယလူမျိုးကပါတယ်အဲ့ကုသူစစ်တာလေသူတို့အဲ့ဒီလာအောင်လိုက်ရတာတိတ်တွေးထဲကိုသူတို့ဝင်နေတယ်နော်တဲ့ကျင်းချုံကိုရီတူဟောဝါဒစပရမစာခိုင်တဲ့အင်းရှိနှုတ်ကပါတော့တရားရှိတယ်နော်ကျွန်တော်တို့ကဒီချင်းတော့ရောက်နေတော့လူတွေကျွန်တော်တို့နှုတ်ကပါတော့ကပါလေခွန်အားဖြစ်စေတယ်တရားစီချီတော့ရောက်နေတဲ့လူအတွေ့အကြတော့အဲ့ဒီနှုတ်ကပါတော့တရားဟာတရားစီချီတယ်အဲ့တို့ပြီးတော့တခြားကွဲပြီးမှလာတလောက်ဖွင့်ပေးတာလူမျိုးလိုက်သွားတယ်တမျိုးကတိတ်တယ်တမျိုးကအသက်ရှိတယ်ဆိုတော့ဖယားကကျွန်တော်တို့ပြဿနာဂျုံတိုင်းကအဝေးမှာမနေဘူးတင်ကောက်မကောက်တီးပြောမပြောတီးပေးနာမှာဖယားပြောတယ်အခုပြောမယ်ဆိုရင်နော်လူတွေမသွားတဲ့နေရာသွားရတော့မှဖယားတီးကိုလိုက်တယ်နော်ဆိုင်ရောက်ပြီးမောနေတဲ့ချိန်တော့မှဖယားကိုဘင်းကမှရှိတယ်ကျွန်တော်တို့နဲ့မှပြောတဲ့ဖယားပါနော်ဘယ်သူနဲ့မှမပြောဘူးတီနဲ့မှဖယားပြောတယ်ကျွန်တော်နဲ့မှဖယားပြောတယ်တီကောက်မကောက်ဖယားတီနဲ့မှပြောတယ်နေရာပေးလိုက်တာနော်ဆိုတော့တစ်ခါလေကြားလို့ရှိရင်ကျွန်တော်တို့ကပြဿနာတစ်ခုကြုံလို့ရှိရင်ပေါ့နော်ဟောဖက်ဒီဖမိတာဆူလုပ်ပြီးတာဆူတောင်းရမယ်ဆိုမချက်ဘူးငါတို့ကလူမှုရေးနဲ့မဖြစ်ရှိနေတယ်လူမှုရေးနဲ့ဖြစ်
ဖြစ်ရှင်းနေတဲ့အချိန်မှာတီယေရှုကိုဖယ်ထုတ်ထားတယ်လေငါတို့အမျိုးကပါကြသူတို့အမျိုးကပါကြဆုတောင်းကြမလို့ဘူးချမယ်နော်လူမှုကြီးနဲ့ဖြစ်ရှင်းနေတဲ့အချိန်မှာတီယေရှုဖယ်ထားတယ်လို့သိတာတကယ်လို့မြန်ယေရှုကကျွန်တော်တို့လုံးတလို့ခင်ဗျားတို့လုံးတလို့ကောင်းကင်နိုင်ငံရောက်တဲ့အခါကျကျွန်တော်တို့ဖယ်ထုတ်သွားရင်ဟောတီချိန်နာပါမလားနော်တီချိန်နာပါမလားစဉ်းစားပါတခင်ယေရှုကကျွန်တော်တို့ကိုးကွယ်တဲ့ဖခင်ကကျွန်တော်တို့အတွက်အရာခတ်သိမ်းဖြစ်တယ်ဆိုတာနားလည်တဲ့ဘောပေါ်သိတယ်ကျွန်တော်တို့ရွာမှာရှိတယ်ကျွန်တော်တို့အမျိုးပါသူတို့ကကောင်မလေးတရားကိုသူကုန်းမှာရှိခိုင်းတာမယူချင်ကြဘူးကျွန်တော်အဖေကတိထောင်လူကြီးလာပြီးမှကျွန်တော်တို့အမျိုးဖြစ်တဲ့အတွက်ကြောင့်သူပြောတယ်ကဲတားလို့တာမျိုးလေစူတောင်းရအောင်သူပြောတယ်မလိုဘူးလေစူတောင်းစရာမလိုဘူးလေတွဲယူမှမယူရှင်တာချမယ်ကွာနှစ်ဖက်ကချတယ်နော်ပြင်လေပြီးခါမှသူကပါလေကျွန်တော်ဖေကခေါ်တယ်လာလူကြီးရေစူတာတောင်းပေးပါကျွန်တော်ဖေကမတောက်ဘူးယေရှုဖယ်ထားပြီးမှညီတို့စိတ်တယ်လို့ကိုကျတဲ့ခါယေရှုပြခွယေရှုကခင်ဗျားတို့ညီလေးလားဖယားလေခင်ဗျားကိုဖန်ဆင်းတဲ့ဖယားလေကျွန်တော်မတောက်ဘူးလို့သူပြောလိုက်တယ်ဆိုလိုတဲ့ဒီမဲ့ကကျွန်တော်တို့တခါလဲအရင်ကျုံလာတဲ့ခါကျဖယားကိုခင်ဗျားတို့ဖယ်ထားလိုက်တယ်နော်အမှန်မှဆိုကျွန်တော်မဖယ်သိဘူးကျွန်တော်တို့အရာခတ်တဲ့ဖယားပဲဖြစ်တယ်လေစုံပြီးဖြစ်တဲ့ကောင်းပြီးဖြစ်စေနော်ပျော်တယ်ဖြစ်စေမပျော်ဘူးတင်းရဲ့အရာခတ်တဲ့ဖယားပဲဖြစ်တယ်။အော်ဖယားကျွန်တော်အကျွေးများလုံးလို့နော်ကျွန်တော်မှဒီလိုဖြစ်တဲ့ပြဿနာကျွန်တော်ပြောတယ်တခါလေရှားလို့ရှိရင်ကျွန်တော်တို့ပြဿနာအရာဖြစ်ရှိတယ်တရားစီရင်ပိုင်ခွင့်ဒီကျွန်တော်လည်းထင်ရှိတယ်ဆုံးဖြတ်ပိုင်ခွင့်ဒါဒီလိုဖြစ်ရမယ်ဆိုရင်ပိုင်လုံးပိုင်ခွင့်ကျွန်တော်လည်းထဲမှာမရှိတယ်ခင်ဗျားတို့လည်းထဲမှာမရှိဘူးဆိုတော့ဣသရေလလူမျိုးတွေကဖယားကိုသူတို့မယုံကြည်လဲဖယားဖွင့်ထားတဲ့လားမှပဲသူတို့ကဖယားကိုမယုံလဲသူကြွေးထားတဲ့မာနာပဲစားတယ်မယုံလဲကျောင်းတို့ပွားမဲ့ထွက်တဲ့ရှိပဲတောက်တယ်လေတင်ကောက်မကောက်ဖယားအရန်ကောင်းတယ်ဒီချစ်မချစ်ဖယားတီးကိုချစ်တယ်ဆိုတာကိုလုံးတဲ့အမှုရောင်ရှိလိုက်ပါနော်ဒီမနေ့9 နာရီနဲ့စပြီး10 နာရီည10 နာရီကြည့်တဲ့တခါမှမှန်တဲ့အရာပေါ်မှာမဟုတ်ဘူးလူနော်လူလက်ပိုက်တာနေတာမှာပဲလက်ပိုက်တာစိတ်နှလုံးပြလူတပ်ဖြတ်ပလားဟောကောက်ခေါင်းလားအကျွေးကိုတွားတောင်းလားနော်ဟောကောက်ဆက်လားလူကအေးဆေးပဲလူစီကောက်လာလို့ကြည့်ရတယ်အမှန်ကသူစိတ်ကလူကိုလို့တပ်ပလိုက်တယ်နော်လူကအဲ့လိုပဲဖြစ်တယ်ကြာပဲကြာပြီကိုဘုရားထိန်းဆိုင်ပါထိန်းဆိုင်တင်းကောက်မကောက်ပါတင်းဖျားသူ့ချစ်